ဘာစားကြလဲမသိ သမင်းစားမယ် ဘူးဟုတ်ကဲ့ဘာနဲ့စားမှာလဲ ဟောဗဇက်နဲ့စားမှာပေါ့ကွာမင်းကဘာနဲ့စားတာမြင်ဘူးလို့ ဘာဟင်းနဲ့စားမလဲမိတာကွာပဇွန် ငါလည်းရောအဲ့သူပြောတဲ့ဟင်းနဲ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ ဗဇွန်နဲ့ဟင်းမြင်မယ်လို့ဟင်းမြင်မယ်လို့ အရေးတော့လေးပေါ့ ငါလည်းသူပြောတဲ့အရေးတော်လုပ်ပါဦးဗဇွန် တို့စီရ ဟုတ်ကဲ့ရ ငပီး သူပြောတဲ့ဥစ္စာငါလည်းလုပ်ပြီ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ အသက်ဘူးလေးပါလို့ အဲ့ဒီသူပြောတဲ့ဥစ္စာအဲ့ဒီကေလောလာပဲ ဒီတော့ရတော့ရမေးပါဦးကွာ ဟုတ်ကဲ့လာရင်ဗျာ ဟမ်စားလာအဆင်ပြေရ ဟင်းရှေ့ပိုင်းကမာထားတဲ့ဗဇွန်ဟင်းတို့ဟိုအတုပ်တို့တိုးစီကငပိအရေးတောင်းဟင်းအကုန်စားတာအဆင်ပြေရဲ့ဗျခုဒီနောက်ဆုံးမှာတဲ့တွားကြထိုးတယ်ဆိုတဲ့စားစရာတစ်ခုပဲဘယ်နဲ့ဗျာဝါကြီးကိုဝါနေရတယ်လို့ပဲဘာမှကိုရတာမရှိဘူး ဟေး